Welcome back to the Three Brain Cells podcast, the show where three guys try to make one functioning brain cell work. လူနေမှုစရိုက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ခုခေတ်ကကွာအဲ့ social influencer တွေရမ်းများလာတော့ဒီမှာ content တွေအကုန်လုံးကဘလို့နေပါဘလို့စားပါ9နိုင်ထပြေးပါဘာညာတွေလုပ်နေကြကွာအကုန်လုံးကလည်းကြည့်ရလို့ consumer တွေအနေနဲ့ကလည်းအဲ့လို like လုပ်ချင်ကြတယ်အဲ့လိုမလုပ်နိုင်လို့ရှိရင်သူတို့က guilty ဖြစ်တဲ့ပုံစံမျိုးတွေခံစားနေရတယ်ကွာဆိုတော့ topic အနေနဲ့ကအဲ့လို influencer တွေပြောတဲ့အတိုင်းနေတင်လားပေါ့နေတယ်မဟုတ် influencer ရေး influencer ဒီကအဲ့စကလုံးမိုင်းမလေးမတောင်းမှမိုင်းအဲ့ဒီအကောင်တွေအကုန်လုံးကကွာအကုန်လုံးကဒီတိုင်းအကောင်တွေရဲ့ဘယ်လိုမလဲမူရင်း live ဆိုင်တွေဟုတ်မနေဘူးကွာသိလားဒီကင်မရာထဲမှာလှဖို့အတွက်သူတို့ပြင်ဆင်ထားတာကြီးပဲငါတို့ခုနေနေကွာငါတို့ဆိုခုမူရင်းပဲကွာဒီအကြီးဆိုမနေရတယ်ဝယ်ဒီနေ့လည်းဝတ်တယ်ကွာအဲ့တော့မူရင်း style တွေပဲကွာဒါငါတို့ရဲ့ live style တွေပဲကွာငါတို့ပြောသလိုနေတယ်ကွာဘယ်လိုမလဲ hippie တော့မဟုတ်ဘူးကွာ hippie နဲ့တော့ရေမချိုးငါတို့ကရေချိုးသေးတယ်နေတော့ဘယ်လိုဖယ်ပလိန်းတာမဟုတ်အဲ့လိုကို influencer အကုန်လုံးအဲ့တိုင်းမှာပဲ influencer အကုန်လုံးကသူတို့ကကင်မရာထဲမှာလှဖို့အတွက်ရေမိုးချိုးဘာညာပြင်ဆင်ပြီးတော့မှသူတို့ဘာလုပ်ရမလဲပြင်တယ်မှန်တယ်တော့ gym influencer တွေကလွယ်ဆိုကျန်တဲ့ကောင်တွေအကုန်လုံးများအတူရောင်နေကြီးပဲဂျင်းကောင်တွေတော့တကယ်လုံးမရအောင်ဆိုတော့တကယ်လုံးပြီးမှသူတို့ကပြတာပါတဲ့မှာဗလားရေးပါအဲ့နဲ့ကျန်တဲ့ကောင်တွေအကုန်လုံးအတူရောင်နေကြီးပဲဟာတို့ကဒိုစားတရက်တစ်ခါလေးမှသွားလေးကိုဘလော့ရိုက်ပြီးတင်တာမှာ daily life ဆိုင်ပြပါဆို Truman Show လို့ပြထားလိုက်ကွာ daily life ဆိုင်ကြနေတယ်ဆိုရင် live လွင်ပြီးတော့24နာရီ live လွင်ပြီးဒါငါတို့နေရငါတို့ဒီချိန်အိတ်တယ်ဆိုပြထားလိုက်ကွာအဲ့မှာတကယ်daily lifestyle ဖြစ်နေမှာပေါ့ဘာမှမဟုတ်ဘဲနဲ့ဒီကင်မရာထဲမှာပြောပြတာကွာငါတို့ကင်မရာထဲမှာပေါ်နေဆိုရကွာငါတို့ပြချင်တဲ့ဟာကွာငါတို့အလှဆုံးငါတို့ရဲ့ဘယ်လိုမလဲနည်းနည်းဘယ်လိုမလဲတန်ရှင်းဆုံးရုပ်တွေပြထားကွာအရုပ်တွေပြထားပြီဆိုရင်အဲ့ဒါကြီးကအစစ်မှန်မှမဟုတ်တင်တယ်ကွာမိတ်ကတင်လူပါလူထားအစစ်မှန်နေမဟုတ်တော့ဘူးကွာ daily lifestyle ဆိုမှတော့ Truman Show လို့24 hour ရုပ်ရှင်ရိုက်လို့ပြထားလိုက်တော့ဟာအဲ့မှာမင်း influencer လို့အဲ့ဆိုတော့တကယ်စစ်မှန် influencer လို့သတ်မှတ်ပေးမှာကွာinfluencer ပြောရင်မဟုတ်ကွာမှန်တယ်ပြောချင်တာပွားရင်တော့ influencer ပြောရင်ယုံနေတယ်ကွာသိမလားကိုပွားနဲ့ကိုပေါ့ကိုပြောလို့လားနေကျော်ဟိုခမောက်ဆောင်းတဲ့ဘဲကြီးလေကွာအဲ့ဘဲကြီးပြောလို့လေသိမလားမကြိုးစားမင်းလုံးမကြိုးစားနဲ့မင်းလုံးချင်လို့လုံးမင်းပြောရင်ပြီးရတယ်ဘာလို့ဆိုတော့ငါတို့သေမှာကွာဒါပေမဲ့သိမလားသေမဲ့လူသားတူပါမင်းပြောသလိုကနေလိုက်ဒါပေမဲ့အဲ့လောက်ကြီးလည်းမကြိုးစားပဲတော့မဟုတ်ပါမင်းဒီမှာမင်းအနာဂတ်ရှိသေးတယ်အနာဂတ်တစ်ခုရှိတယ်ကွာမင်းသက်ရှင်ဖို့အတွက်ရုန်းကန်အောင်မယ်ဆိုတော့လုံးကြိုက်သလိုလုံးပျော်ရင်ပြီးရပဲအဲ့လိုမျိုးပဲခမောင်းနဲ့ဘေးဖန်ပါဟုတ်တယ်တကယ်တမ်းသူများပြောတာနားမယောင်တင်ကွာမှန်တယ်မနက်9နိုင်ထားမှတထေးဖြစ်မယ်တော့ပါတော့ထားပါတော့အဲ့အခုဆိုရင် Facebook Meta ပဲထားပါတော့ Mark Zuckerberg သူသာအဲ့ကြောင်းတက်နေတော့မနက်9နိုင်ထားမယ်ဂျင်းနေပါတော့မယ်ဆို Facebook ဆိုတာလည်းရှိလာမှာမဟုတ်ဘူးကွာအဲ့လိုပဲသူဆိုတာကိုလမ်းကြောင်းကိုတိုင်းရှာဖွေပြီးတော့ကိုရဲ့ရည်မှန်းချက်ကိုကိုတိုင်းသိဖို့လိုတယ်ကိုသိပြီးကိုစူးစမ်းရင်ချိန်တိုင်းတော့ပန်းနိုင်ဆိုတာရောက်မှာပါinfluencer တွေရဲ့အဲ့လိုမျိုးသူတို့လွှမ်းမိုးမှုကိုခံတင်လားမခံတင်ဘူးလားတကယ်လို့သူတို့ပြောတဲ့အတိုင်းတွေလုပ်မယ်ဆိုရင်တကယ်တော့ကောင်းတယ်ကွာမကောင်းမှုကောင်းတယ်ကိုနဲ့လိုက်ရင်လုပ်လိုက်ပေါ့ဒါပေမဲ့ကိုကသူတို့ lifestyle အတိုင်းမနေနိုင်လို့သူတို့လိုမျိုးထားလိုက်ပါတော့မအောင်မြင်နိုင်လို့စိတ်တကြနေစရာမလိုဘူးလို့ပြောချင်တာinfluencer ရဲ့လွှမ်းမိုးမှုတော့သူတို့ပြောတဲ့အတိုင်းပဲအတိအကျတော့ဘယ်သူမှမနေနိုင်ဘူးကွာကိုယ်ဘွားကြီးမှကြာကိုယ့်ကိုပဲရှားမှာကွာတကယ်လူတွေရဲ့ဘွားကြီးမှကြာကဘယ်သူမှလည်းတတ်မှတ်ထားမရှိဘူးကွာတကယ်လို့ငါတို့လူတွေရဲ့ကြီးမှကြာကိုတယောက်ကငါတို့ပန်းနိုင်တယောက်ကရှားဖွေတွေးရှိပြီးသားဆိုလို့ရှိရင်ကွာတခြားလူတွေအကုန်လုံးသူပြောပြပြီးသားဖြစ်နေပြီကွာငါတို့အကုန်လုံးလည်းအဲ့နောက်ကိုတူတူလိုက်နေတော့ခုကသူတို့ထင်တဲ့ဟာသူတို့ပဲသူတို့ပြောတဲ့ဟာလိုက်လို့လဲကိုလိုချင်တဲ့စီရောက်ချင်မှလည်းရောက်မှာကွာအဲ့ဒါနဲ့ဆက်ပြီးပြောရမယ်ဆိုရင်လူတယောက်နဲ့တယောက်နဲ့ဘဝကိုအဲ့လိုမျိုး definition ချပုံကြီးอ่ะမတူတော့မင်းထားပါတော့မင်းက gym အရန်စော့တယ် gym ကိုဆွဲလန်းတာပါဘာလို့လဲဆိုတော့အဲ့ဒါမင်းဟိုနောက်ကိုရှင်နှန်းစေတယ်ကျန်းမာစေတယ်ခန္ဓာကိုယ်ကျန်းမာစေတယ်productivity မြင့်စေရပေါ့ထားပါတော့ဥပမာကိုယ့်ရဲ့ကိုယ်ကအဲ့လိုမျိုး fit ဖြစ်တဲ့ lifestyle နေမယ်
ဒါပေမဲ့မင်းသူများအဲ့ film ဖြစ်တဲ့ lifestyle နေနေတဲ့လူတယောက်ကိုတွားပြီးတော့ဝေဖန်လို့မရအောင်သူလည်းလူပဲသူဟာနဲ့သူစူးစမ်းနေတဲ့လူပါအဲ့လိုလူတွေကတယောက်နဲ့တယောက်နဲ့ judge လုပ်ချင်ကြတယ်influencer တွေတော်တော်များများတချို့တော်တော်ဆိုးတဲ့လူတွေရှိရကွာထားပါတော့မင်းကပတ်စံဘလောက်မှမရှာနိုင်မအောင်မြင်ဘူးတော့ပတ်စံနဲ့တိုင်းတာတဲ့လူတွေရှိရကွာထားပါတော့လူတယောက်ကရုံးလုပ်မယ်9 to 5လုပ်မယ်တကယ်လို့ तू ကအဲ့ဒါကိုအောင်မြင်တယ်လို့သတ်မှတ်ရင် तू ကအဲ့ဘဝကိုပျော်ရွှင်လို့ရှိရင်ဒါသူ့ဘဝမှာအောင်မြင်နေတာပဲမင်းသူ့ကိုသွားပြီးတော့လှောင်နေလို့မရဘူးကွာतू ကမင်းထက်တောင်အောင်မြင်နေမှာ तू စံနှုန်းရဆိုလို့ရှိရင်အဲ့လိုတကယ်လို့ကိုက9 to 5မလုပ်ချင်ဘူးကို freelance တွေပါလုပ်မယ်ဆိုလေဒါကကိုအတိုင်းတာနဲ့ကိုပဲကွာကြောင်းနဲ့ကြောင်းနဲ့မထင်သေးနေဘူးမလို့လူချင်းဆိုတာတချို့လူရပြောကြရကွာmatrix ကနေရုံးထွက်ဖို့ matrix ကနေထားပါတော့9 to 5လုပ်ကြည့်ရလို့ကြွပြိုင်ပွဲကွာ red race အကုန်လုံးကအဲ့လို9နိုင်ရုံးသွားတယ်9နိုင်ပြန်တယ်အဲ့ဘောကနေရုံးထွက်ကြလို့ပြောကြတယ်တကယ်တော့မင်းရုံးထွက်မယ်ဆိုလဲထားပါတော့ဘူးဆိုရင်နာမည် trend ဖြစ်နေတာအဲ့လိုမျိုး AI drop shipping တွေအခုဆိုရောက်လာပြီကွာဘာပဲလုပ်မင်း office လုပ်ကနေပြီးတော့ထွက်ပြီးတော့မင်းမှမင်း freelance ဘာပဲလုပ်သူ့ဟာနဲ့သူ matrix တွေကရှိနေကွာမင်း9 to 5မလုပ်လို့ matrix ကနေပြီးတော့မင်းလွတ်မြောက်သွားတာမဟုတ်ဘူးဒီလောကကြီးထဲမှာဘာလို့ပဲလုပ်သူ့ matrix နဲ့သူ pyramid system နဲ့သူပါကြီးနိုင်ငံညင်မှအဲ့ဒါတော့ညင်းလို့မရအောင်ဆိုတော့မင်းတို့မေးချင်တာတကယ် matrix ကနေလွတ်မြောက်ဖို့ဘာတွေလုပ်ဖို့လိုလဲပေါ့တကယ် matrix ကနေလုပ်ပြဖို့တကယ် matrix ကိုမင်းဘာကိုတတ်မှန်လဲအဲ့လိုမျိုးပေါ်မူတည်မှာပေါ့လူအများကြီးလုပ်တဲ့ဟာကိုမလုပ်ချင်ဘူးလားအဲ့လိုမျိုးအဓိကလားဟုတ်တကယ်ဘွားကြီးနဲ့ရှင်ပြီးအကုန်လုံးရှင်ဘာသာရေးလို့စဉ်းစားပြီးတော့တန်မြာတွေကလွတ်မှာ matrix တွေကလွတ်တယ်လို့ခေါ်တယ်လူတွေအဲ့လိုလူတွေကတော့ဘာသာရေးလုပ်ပေါ့ကွာခုန9 to 5ကထွက်ဆိုတဲ့ကောင်ကကြတော့အဲ့ဒီအမြဲတမ်း9 to 5နေတိုင်းသွားရတာအသက်60ကျမှပေးစင်ယူရတာအဲ့ဒါတွေကိုမကြိုက်တဲ့လူတွေတော့ကတော့အဲ့ရနေရုံထွက်ပါသူအဖြစ် matrix အကြီးသေးတော့ကွာကောင်းမှာပေါ့ကွာငါထင်တာတော့အကုန်လုံးကတော့ matrix တွေမင်းပြောသလိုရုံထွက်ဖို့တော့မလွယ်ဘူးကိုတက်တောင်တက်တာပြင်မဲ့စီပြောင်းပေါ့ကွာကို matrix ဘက်ကနေလုံးမဲ့ထင်တဲ့စီပြောင်းပေါ့ဘုရားပါလာတယ်တရားလည်းအဲ့တိုင်းပဲထင်တယ်နော်လူမျောလင်းချက်ပေးပြီးတော့ဘယ်လိုပြောမလဲစိတ်ဘယ်လိုမစိတ်တက်တာတခုပေးရတာမသိဘူးအဲ့လိုမျိုးဥပမာမင်းအဲ့လိုကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်တော့ဘာသာတိုင်းအဲ့တိုင်းပဲကွာအဲ့လိုဘာသာမှလည်းရှိရလေအဲ့လိုမင်းကောင်းမှုကုသိုလ်လုပ်ရင်ကောင်းမှုကုသိုလ်ဆိုတာအများကြီးရှိရပါတဲ့မှာဘုန်းကြီးလူမှာမဟုတ်ဘူးကွာဒါဘုန်းကြီးတရားကိုလာမန်းတဲ့မှာဆိုလို့ဘုန်းကြီးလူမှာကောင်းမှုကုသိုလ်လာပါရမဟုတ်ဘူးကွာမင်းအဲ့လိုမရှိစင်တာပေးရင်လည်းကောင်းမှုကုသိုလ်ပဲအဲ့လိုကောင်းမှုကုသိုလ်ပေးရင် तू က level စင်းတဲ့အနေနဲ့လေးရှိရလေတဲ့မှာအဲ့ဟိုကစိတ်သက်သာတခုပေးနေရလားလို့လေတဲ့မှာငါတို့ထီထိုးသလိုကွာမျောလင်းချက်လေးစိတ်သက်သာလေးနဲ့ကွာအဲ့ဟိုမှာ तू ကအမြင့်ဆုံးကနိဗ္ဗာန်ကွာနိဗ္ဗာန်မှာနတ်ပြည်9ထက်နတ်ပြည်က9ထက်ရှိအောင်နတ်ပြည်6ထက်အေးနတ်ပြည်6ထက်နတ်ပြည်6ထက်ဟုတ်လို့လားတယ်ပြီလေဟုတ်တယ်နဗီ6ချက်ကွာနဗီ6တက်တော့ငယ်ကြီးဖြစ်တယ်ငယ်ကြီးဖြစ်တော့ချင်း6ထားရတယ်ပါကွာလူတွေကလူတွေအကုန်လုံးကတည်းကနည်းနည်းလေးကြောက်မှတော့မဟုတ်ပါအဲ့လိုမဟုတ်တာမလုပ်ဖို့ဆိုရင်သူတို့အဲ့လိုကြောက်မှတခုကောင်းတာလားလို့မသိရမလားဥမာလူမိုက်တွေဆိုမှသူတို့ကြောက်တဲ့လူတွေရှိရကွာရဲတွေတော့ပါရဲတွေဒါပေမဲ့ပတ်သက်ရှိရလူမိုက်တွေမပေါ့ကွာပတ်သက်ရှိရလူမိုက်တွေမပေါ့ပတ်သက်ရှိရလူမိုက်တွေမှာလည်းသူတို့ရဲ့အကြီးအမာဖီအိုင်ပါရှိမှာပေါ့အဲ့လိုကြောက်စိတ်လေးနဲ့နည်းနည်းသူတို့စီကန်ဆိုတာထိန်းချုပ်နေရလားလို့လေအကြောင်းအဲ့လိုမျိုးလားလို့တဲ့ပါမင်းပြောသလိုဟုတ်တယ်ဘာသာရေးကစိတ်သက်သာရလို့လေမင်းကထင်တယ်ပေါ့ဒါပေမဲ့ငါအမြင်မှာကြတော့ဘာသာတရားရှိတဲ့အရာပါဘယ်ဘာသာတရားပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ခုလက်ရှိလောကကြီးမှာဘာသာတရားအကုန်လုံးမင်းဖျောက်ပလိုက်ဘာသာမှမရှိတော့ဘူးโอเคအဲ့ဆိုမင်း morality ကိုဘာနဲ့တိုင်းတာမလဲတိုင်းတာလို့များတော့တဲ့အချိန်မှာလူတိုင်းကလုပ်ချင်တိုင်းလုပ်လို့ရသွားပြီဘာမှမင်းတားဆီးနေမယ့်အရာမဟုတ်အဲ့ဒါမလို့ဘာသာတိုင်းကသူ့အစုနဲ့သူရှိနေတာငါထင်တော့ကောင်းတယ်လို့ထင်တယ်ဆိုးကျိုးတွေလည်းပါတာပေါ့နော်ဒီဘာသာတရားကိုအကြောင်းပြုပြီးတော့လူချင်းအဲ့လိုမျိုးစစ်တိုက်တာတွေဘာတာရကတွေအများကြီးရှိတယ်ဒါပေမဲ့ငါထင်တာတော့ဘယ်ဘာသာမှားတိမှန်ဒီမှာပြောဘာသာရှိနေတဲ့အတွက်ကြောင့်အဲ့လို
လူတွေကလူစိတ်ဝင်တယ်လို့ပဲပြော